ခရစ်ယာန်ဘာသာထဲမှာရချာဟာစိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်တယ်လို့လူပြောအများဆုံးအကြောင်းအရာလည်းဖြစ်ပါတယ်။ဒါဟာတာမန်ဘာသာရေးယူဆတစ်ခုထက်မကပဲရုပ်ရှင်စာအုပ်နဲ့ခေတ်သစ်လူမှုရေးနယ်ပယ်တွေအထိလွှမ်းမိုးမှုရှိတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ရချာဆိုတဲ့စကားလုံးကိုအင်္ဂလိပ်ဘာသာပြန်ကျမ်းများထဲမှာရှာရင်တွေ့မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီယူဆဟာတက်တက်ခန်းကြီးလေးခန်းငယ်စက်ခွန်မှာတိတ်ယူခြင်းသို့မဟုတ်ချီဆောင်ခြင်းဆိုတဲ့စကားလုံးပေါ်မှာအခြေခံပါတယ်။မူရင်းဂရိကျမ်းစာထဲမှာဟပ်ပါဆိုလို့သုံးထားပြီးရုတ်တရက်အသင်အဓမ္မဆွဲယူခြင်းလို့အဓိပ္ပာယ်ရပါတယ်။ AD 400စုမှာဂျရွန်ဘာသာပြန်ခဲ့တဲ့လက်တင်ဗောဂိတ်ကျမ်းစာမှာဟပ်ပါဆိုကို retro လို့ပြန်ဆိုခဲ့ရကနေအင်္ဂလိပ်စကားလုံး retcha ဖြစ်လာတာပါအနှစ်သာရကတော့ခရစ်တော်ဒုတိယကျိန်ကြွလာတဲ့အခါမှာမြေကြီးပေါ်မှာရှိတဲ့ယုံကြည်သူတွေကိုရုတ်တရက်ကောင်းငင်ဘုံသို့ခြေဆောင်သွားမဲ့အဖြစ်ရက်ကိုဆိုလိုတာဖြစ်ပါတယ်retcha ယူဆဟာခရစ်ယာန်သမိုင်းတစ်လျှောက်လုံးမှာအခုလိုပုံစံမျိုးနဲ့ခေတ်စားခဲ့တာမဟုတ်ပါဘူးရှေးဦးတင်တော်ဖခင်ကြီးတွေဟာခရစ်တော်ကြွလာမဲ့ရေးကိုယုံကြည်ကြပေမဲ့အခုခေတ်လိုတိတ်ဆိတ်ခြေဆောင်ခြင်းဆိုတဲ့တည်တံ့ယူဆမျိုးမရှိခဲ့ပါဘူးသူတို့ကခရစ်တော်ကြွလာခြင်းကိုတစ်ကြိမ်နဲ့ဖြစ်မဲ့အောင်ပွဲခံဖြစ်ရလို့ပဲမြင်ကြပါတယ်1830ဝန်းကျင်မှာအိုင်ယာလန်တရားဟောဆရာဂျွန်နဆန်ဒါဘီကရချာကိုဘေးရန်ကြီးကာလမတိုင်ခင်တည်တံ့ဖြစ်မဲ့ဖြစ်ရတစ်ခုအဖြစ်စတင်သွန်သင်ခဲ့ပါတယ်ဒါကို dispensationalism ခေတ်ကာလများခွဲခြားခြင်းလို့ခေါ်ပါတယ်ဒါဘီရဲ့ယူဆကို C.I. Scofield ကသူ့ရဲ့ Scofield Reference Bible မှာမှတ်ချက်အနေနဲ့ထည့်သွင်းခဲ့ပါတယ်အဲဒီနောက်ပိုင်း1980ပြည့်နှစ်တွေမှာ Hallison ရဲ့ The Late Great Planet အစာအုပ်နဲ့1990ကျော်မှာထွက်တဲ့ Left Behind စာအုပ်ရုပ်ရှင်စီးရီးတွေကြောင့်တကမ္ဘာလုံးကလူတွေကြားထဲမှာ Retcha ဆိုတာရေးပန်းစားလာခဲ့ပါတယ်။ Retcha ဘယ်အချိန်မှာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးကျမ်းစာပညာရှင်တွေကြားမှာအဓိကအယူဆ၄မျိုးကွဲပြားပါတယ်။ဒါဟာဘေးဒဏ်ကြီး9နှစ်နဲ့ဓာတ်ရိုက်သက်ဆိုင်ပါတယ်။ပထမယူဆကတော့ဘေးဒဏ်ကြီး9နှစ်မတိုင်မီဆိုတဲ့ယူဆချက်ပဲဖြစ်ပါတယ်။အဲ့ဒီယူဆချက်မှာယုံကြည်သူတွေဟာဘေးဒဏ်ကြီး9နှစ်မစတင်ခင်မှာပဲချီဆောင်ခံရမယ်။ဒါကြောင့်သူတို့ဟာအန်နီခရစ်ရဲ့ညှဉ်းပန်းမှုကိုခံစရာမလိုဘူးလို့ယူဆပါတယ်။ဒါဟာအမေရိကန်နဲ့မြန်မာပြည်ကခရစ်ယာန်အများစုလက်ခံတဲ့အယူဆဖြစ်ပါတယ်။ဒုတိယယူဆကတော့ဘေးဒဏ်ကြီးအလဲမှာချီဆောင်ခြင်းရှိမယ်ဆိုတဲ့ယူဆချက်ပဲဖြစ်ပါတယ်။ဘေးဒဏ်ကြီး9နှစ်ရဲ့အလဲ3နှစ်ခွဲမှာချီဆောင်ခြင်းဖြစ်မယ်ပထမ3နှစ်ခွဲကငြိမ်းချမ်းပေမဲ့နောက်ပိုင်း3နှစ်ခွဲကပိုဆိုးမှဖြစ်လို့အဲ့ဒီကာလမတိုင်ခင်ဘုရားသခင်ကသိမ်းယူသွားမယ်လို့ယုံကြည်ကြပါတယ်တတိယယူဆချက်ကတော့အမျက်တော်မသိမီချီဆောင်ခြင်းရှိမယ်ဆိုတဲ့ယူဆချက်ပဲဖြစ်ပါတယ်အဲ့ဒါကတော့ဘေးရန်ကြီးကာလရဲ့အဆုံးပိုင်းနားနီမှာဘုရားသခင်ရဲ့ဓာတ်ရိုက်အမျက်တော်ဖလားတွေမသွန်းခင်မှာချီဆောင်ခြင်းဖြစ်မယ်လို့ယူဆကြပါတယ်နောက်ဆုံးယူဆချက်ကတော့ဘေးရန်ပြီးမှပဲချီဆောင်ခြင်းရှိမယ်ဆိုတဲ့ယူဆချက်ပဲဖြစ်ပါတယ်အဲ့ဒီယူဆချက်ကတော့ရချာနဲ့ခရစ်တော်ဒုတိယကျိန်ကြွလာခြင်းဟာတခုတည်းဖြစ်ပါတယ်။ယုံကြည်သူတွေဟာဘေးဒဏ်ကြီးကိုဖျက်ကျော်ရမှာဖြစ်ပြီးအဆုံးသတ်မှာခရစ်တော်နဲ့အတူဆောင်တွေ့ကြမယ်လို့ယူဆကြပါတယ်။ဒီယူဆဟာယုံကြည်သူတွေအတွက်အားတက်စရာဖြစ်ပေမဲ့ဝေဖန်မှုတွေလည်းအများကြီးရှိနေပါတယ်။ဝေဖန်သူတွေကရချာလို့ထင်နေကြတဲ့ကျမ်းပိုက်တွေကိုရှင်းပြကြပါတယ်။ဥပမာမာသဲခန်းကြီး24ခန်းငယ်40မှာထိုအခါလဲနိုင်ရှိသောသူ2ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရလက်တံဆိုပြီးအဲ့ဒီကျမ်းပိုက်တွေကချီဆောင်ခြင်းကိုပြောတာမဟုတ်ပဲတရားစီရင်ခြင်းကိုပြောတာလို့ဆိုပါတယ်။နော်ရဲ့လက်ထက်မှာရေလွှမ်းမှုကလူစုတွေကိုတိုက်ရိုက်ယူသွားတယ်လို့ပဲသိမ်းယူခံရသူဟာတရားစီရင်ခံရသူသာဖြစ်တယ်လို့ဆိုကြပါတယ်။ရချာယူဆကလူတွေကိုဒီကွာကြီးကပြက်စီးတော့မှာပဲငါတို့ကတော့လွတ်မှာပဲဆိုတဲ့စိတ်ဓာတ်သွင်းမိသလိုဖြစ်နေတယ်လို့ဆိုကြပါတယ်။ဒါကြောင့်တဘာဝပုံချင်းထိမ့်သိမ့်ရေးနိုင်ငံရေးပြည်ပြင်ပြောင်းလဲရေးနဲ့လူမှုရေးတရားမျှတမှုတွေမှာခရီးယန်တွေပါဝင်ပတ်သက်မှုနည်းသွားစေတယ်လို့ဝန်ခံခံရပါတယ်။နောက်ပြီးတော့ခလေးဘွားကလေးကရချာเจ้าကိုကြောင်းလန့်စရာပုံစံနဲ့တင် जा ခံရသူတွေဟာငါကြင်ရစ်ခဲ့မလားဆိုတဲ့ကြောက်စိတ်ကြောင့်စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားရတာတွေရှိတယ်လို့ဆိုကြပါတယ်။တမိုင်းတစ်လျှောက်မှာ1988 2000 2011စသဖြင့်ရချာဖြစ်မဲ့ရက်ကိုခန့်မှန်းခဲ့ကြသူတွေအားလုံးမာယွန်းခဲ့ပါတယ်။ဒါဟာဘာသာတရားပေါ်ယုံကြည်မှုကင်းမဲ့စေတဲ့အပြင်လူမှုရေးပြဿနာတွေကိုပုံမှုဖြစ်ပေါ်စေခဲ့ပါတယ်။ရချာဖြစ်ပြီးဘာဆက်ဖြစ်မလဲဆိုပြီးမေးခွန်းရှိလာချိန်မှာအတစ်ထောင်နိုင်ငံတော်အယူဆ2ခုပေါ်လာခဲ့ပါတယ်။ပထမယူဆကတော့ရချာပြီးဘေးဒဏ်ကြီးဖြစ်မယ်။အဲ့ဒီနောက်ခရစ်တော်ဆင်းလာပြီးကမ္ဘာမြေမှာနှစ်ထောင်အုပ်ချုပ်မယ်ဆိုပြီးယုံကြည်ကြပါတယ်။
ဒုတိယယူဆကတော့နှစ်ထောင်ဆိုတာအခုလက်ရှိအသင်းတော်ကာလာကိုတင်စားတာဖြစ်ပြီးရချာဟာကဘာကြီးရဲ့အဆုံးသတ်မှာဖြစ်မှာလို့ယူဆကြပါတယ်ရချာဆိုတဲ့ယူဆဟာမျောလင်းချက်နဲ့တာဝန်ယူမှုကြားမှာချိန်ကြည့်နေရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဒါဟာလူသားတွေကိုဘုရားသခင်နဲ့စုံတွေ့ဖို့ပြင်ဆင်စေတဲ့တွန်းအားဖြစ်တယ်လို့တစ်ဖက်မှာလည်းလက်တွေ့ကဘာကိုလက်လူမရှုမိဖို့တတိပြုရမယ့်ယူဆလည်းဖြစ်ပါတယ်ကျမ်းစာပညာရှင်တွေဘလောက်ပဲငင်းခုန်ကြပါစေရချာရဲ့အဓိက message ကတော့အစဉ်သစ်ရှိနေဖို့နဲ့ယုံကြည်ခြင်း၌ခိုင်မြဲဖို့ပဲဖြစ်ပါတယ်အခုလိုခရိယန်တွေနဲ့ဆိုင်တဲ့အမှုလာများကိုလေ့လာရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုလေ့လာသူရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ